အားလုံးပဲမင်္ဂလာပါဒီချေတို့ Butterfly Language ရဲ့ Math Center 1နဲ့ Center 2မှာကြိုဆိုပါရစေနော်တင်ချာတွေ့ရင်းနဲ့တင်ချာမှာတွေ့ရင်းနဲ့ပြောလာစေရမယ်တင်ချာမှာတွေ့ရင် practice လုပ်ရင်းနဲ့ကလေးလေးတွေကကျွမ်းကျင်တက်မြတ်လာရမယ် thinking skill တွေကောင်းလာရမယ် reasoning skill တွေကောင်းလာရမယ်ကိုယုံကြည်မှုပြည့်ဝရှိတဲ့တင်ချာဆိုရင်မကြောက်တင်ချာမှာဆရာကြီးတဆူပြအောင်လေ့ကျင့်သင်ကြားပေးနေတဲ့ဒီချေတို့ Butterfly Language ရဲ့ Math Center ကိုလာရောက်တက်ဖို့ဖိတ်ခေါ်ပါရစေနော်အခုဆိုရင်ဒီချေတို့ Butterfly Language ရဲ့ Math Center မှာကစကွာနိုင်ငံမှာတက်ခုသင်ကြားနေတဲ့စင်ကာပူ curriculum အသစ်အတိုင်း teacher တို့က Butterfly Language ရဲ့ Math Center မှာလေ့ကျင့်သင်ကြားပေးရရှိပါတယ်အဲ့တော့ teacher တို့အစိုးရကျောင်းမှာတက်နေတော့တသားမီမီလေးတွေအတွက်ရော international school မှာတက်နေတော့တသားမီမီလေးတွေအတွက်ကိုပါစင်ကာပူ math ဒီအကောင်းဆုံးနဲ့အထီးအောင်ဆုံး support ပြီးတော့သင်ချာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ရုံကြည်ကြည်နဲ့ teacher တို့ Butterfly ကိုတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်အဲ့တော့ teacher တို့ Butterfly Language ရဲ့ Math Center မှာတသားမီမီလေးတို့ကိုကျွမ်းကျင်တက်မြတ်တော့မိမိကိုယုံကြည်မှုအပြည့်အဝရှိတဲ့ကလေးလေးတွေဖြစ်လာအောင်အာမခံလေးကျင့်သင်ကြားပေးရရှိပါတယ်အဲ့တော့ teacher တို့ Butterfly Language Math Center မှာကြိုဆိုပါရစေ